Hello ဒီနေ့မှာတော့ application ရေးသားပြီးသွားလို့ဆိုရင်ကိုယ့်ရဲ့ application ကိုအများသူငါသုံးဆွဲနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ချက်ကအများဆုံးသုံးတာတော့ Google Play Store မှာတင်ကြတာများပါတယ်Google Play Store ကအခုနေထားဆိုလို့ဆိုရင်အကောင့်ဖွင့်မယ်ဆိုရင်ဒေါ်လာက$25တောင်ကျမယ်မြန်မာငွေနဲ့ဆိုရင်သိန်းကျော်သွားပြီပေါ့နော်အဲ့တော့သူကဗီဇာတွေပါပြောမယ်ဆိုလို့ဆိုရင်ဘန်တွေသွားပြီးတော့မှเนาะအဲ့တော့ဒီကတ်တွေဖွင့်ရမှာပေါ့နော်ဝေကတ်တွေဖွင့်တဲ့အခါမှာအဆင်မပြေတာတွေဒါအခုချိန်နေခါမျိုးမှာရှိကြတယ်ပေါ့နော်ဒါကြောင့်မို့ကိုယ့်ဘက်ကို Google Play Store အကောင့်ဖွင့်မယ်ဆိုလို့ဆိုရင်လည်းအဆင်မပြေဘူးပြီးတော့ဆယ်လာရှိကဝင်မယ်ဆိုလို့ဆိုရင်လည်းအကောင့်ရဲ့တန်ဖိုးက3သိန်းနီးပါးလောက်ရှိတယ်3သိန်းအထက်မှာရှိမယ်ပေါ့နော်အခုပေါက်စင်းနေဆိုရင်ဒါပေမဲ့တော်တော်များများကစိတ်မချရဘူး Gmail ဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ဖုန်းကိုWeChat ပါချသွားနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်ဒါကြောင့်မို့ဝယ်ပြီးတော့မှလည်းသုံးဖို့ဖြစ်လာတယ်အဲ့ဒါဆိုလို့ဆိုရင်ကိုယ့်ရဲ့ application ကိုဘယ်မှာသွားတင်အဲ့တော့ free တင်လို့ရတဲ့နေရာရှိတယ်အဲ့တော့ Google Play Store သုံးလို့မရတဲ့ဖုန်းတော်တော်များများမှလည်းသုံးကြတယ်เนาะအဲ့ဒီကတော့ App to Down Store လေးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ App to Down Store မှာဆိုလို့ဆိုရင်ကိုရေးထားတဲ့ application တွေကိုအလွယ်တကူသွားပြီးတော့မှတင်လို့ရတယ်တင်တယ်ဆိုပေမဲ့သူကလွယ်တကူတော့တင်လို့ရပေမဲ့ချက်ချင်းကြီးတော့တက်လာမှာမဟုတ်ဘူး9ရက်ဆောင်ရတယ်ဒါမှမဟုတ်လို့ဆိုရင်2ရက်3ရက်ကနေပြီးတော့မှ9ရက်အထိကြာပါတယ်ဘာကြောင့်လဲဆိုရင် App to Down ရဲ့ဝန်ထမ်းတွေကနေပြီးတော့မှကိုယ့်ရဲ့ application ကိုသူတို့စစ်တင်တာတွေစစ်မဲ့စစ်ထုတ်ပြီးတော့မှဒါသူတို့ဘက်ကအကောင်လုံးကိုအဆင်ပြေတယ် okay တယ်ဆိုမှကိုယ့်ရဲ့ app ကိုတင်ပြီးမှဖြစ်ပါတယ်ဟောနော်ဒီ application ကနေပြီးတော့မှကြော်ညာတွေကထည့်ပြီးဝင်ငွေတွေလည်းရှာလို့တော့ရပါတယ်ဒါပေမဲ့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ဆိုရင်နော် view ကြည့်တဲ့နှုန်းတွေကပေးတဲ့ RPM တွေကတော်တော်လေးကိုနည်းတယ်ဒါကြောင့်မို့ADS တော့ထည့်လို့ရတယ်ပေါ့နော် ADS ထည့်မယ်ဆိုလို့ဆိုရင် Google ADMOB ဆိုတဲ့အကောင့်လေးကိုဖွင့်ရတယ်အဲ့ဒီအကောင့်ကနေပြီးတော့မှရလာတဲ့ App ID တွေနဲ့เนาะအဲ့တော့သူက ADS ID နှစ်မျိုးရှိတယ်အဲ့ဒီ ID နှစ်ခုကိုသုံးပြီးတော့မှကိုယ့်ရဲ့ application ထဲမှာထည့်သုံးပေးရတယ်အဲ့ကနေပြီးတော့မှကြော်ညာတွေရပြီးတော့မှဝင်ငွေရတာဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ဝင်ငွေကလုံးဝနည်းပါတယ်တော်တော်ကြီးကိုနည်းတယ်ဒါကြောင့်မို့လောက်ဖို့မသင့်ပါဘူး